မင်္ဂလာပါဆေးရုံတော့အီမီနဲ့တောင်းမုံတုံးလေးလေးပြောပြပေးပါဆိုလို့ပေါ့နော်ဆေးရုံဆိုတာကတကွေးတန်းရှင်းရေးပေါ့နော်အမတို့ဒီနီချီကျော်ခိုက်ဝမှာဆိုလို့ရှိရင်သူကမီဒါရှိနာမီနဲ့တူတယ်ပေါ့နော်အဲ့တော့ဆေးရုံဒီတကွေးတန်းရှင်းရေးလို့ပြောတာဖြစ်တဲ့အတွက်ဘာတွေပါမလဲဆိုရင်ခေါင်းဖီးတာတို့နော်ခမီယိုတိုတိုနိုအဲတို့ခမီယိုတော့ပါစုပေါ့နော်ပြီးလို့ရှိရင်ခါအိုဖုခုခါအိုအာရာမျက်နှာတက်တာတွေပါမယ်ပြီးတဲ့အခါမှာစမက်ခီတွေလက်သက်ညှက်တာတွေပါမယ်ပြီးလို့ရှိရင်ဒါအီဖုကူပေါ့နော်အဝိစားဝတ်တာတွေလည်းပါတယ်ပေါ့နော်တကွေတန်ရှင်းလို့ပြောတာဖြစ်တဲ့အတွက်အားလုံးပါတယ်အဲ့တော့သူ့ကိုဘယ်လိုမျိုးလေးတွေတုံးလဲဆိုရင်ဒီအမတို့ဒီရှော့ခုကြီးခိုင်ကျော်တို့ဟိုက်ဆက်ဆွခိုင်ကျော်တို့ပြောတယ်လို့မျိုးပဲဆေးရောခိုင်ကျော်ဆိုပြီးတော့လည်းပြောလို့ရတယ်ကိုကဒီအဖို့ဖားတွေရဲ့တကွေတန်ရှင်းရေးကိုကူညီပေးတယ်ဆိုရင်ဆေးရောခိုင်ကျော်လို့ပြောလို့ရတယ်ပေါ့နော်သုံးပုံသုံးနည်းလေးကတော့ဆေးရောစုရုဆေးရောကိုတိုတိုနိုအဲရဆေးရောနော်ခိုင်ကြော့အဲ့ဒါမျိုးလေးတွေသုံးလို့ရတယ်ပေါ့နော်ဥမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီယောရှာနော်ဆေးရောကိုခိုင်ကြော့စုရနော်ဒီအဖို့ဖားတွေပေါ့နော်အဖို့ဖားတွေရဲ့ဒီကိုတန်ရှင်းရေးကိုကူညီပေးတယ်အဲ့ပြီးလို့ရှိရင်မနက်ဖြန်သူ့ရဲ့အဖို့ဖားတွေရဲ့မိသားစုကအဖို့ဖားတွေကိုလာတွေ့မှဖြစ်တဲ့အတွက်အဖို့ဖားတွေရဲ့ဒီကိုတန်ရှင်းရေးကိုလှုပ်ထားပေးပါတခြားလေးလှုပ်ထားပေးပေါ့နော်အဲ့လိုမျိုးပြောချင်တဲ့အခါမျိုးဆိုလို့ရှိရင်ね明日まるまるさんの家族が面会に来られるから西洋の方をお願いしますအဲ့လိုမျိုးလေးလည်းတုံးတယ်ပေါ့နော်ဒါမှမဟုတ်သူမိသားစုတွေလာမှမလို့တကွေတန်ရှင်းရေးလို့တခြားလေးလှုပ်ထားပေးပါဒါမျိုးလေးတုံးလို့ရပါတယ်